လိုချင်ဆုံးမင်းစီကငါမြတ်တရားလေးအပေါ်စုလေးတောင်းမအောင်ဆိုသစ္စာရှိပါမယ်ခွဲပြလို့ရရင်ဒီရဲ့အနဲ့ဆိုင်ဆုံးခွဲပြငါဟာမင်းတို့သက်ရှင်နေထိုင်ဖြစ်တည်တဲ့ဘဝနေနေညစံကအချိန်တွေလောကရဲ့ရှိတဲ့နေရာမျိုးငါသက်ဆောင်သွားလိုက်ပါမယ်ဒီအချစ်တို့ငါနဲ့ဝမ်းသာချိန်မျိုးစည်ရတဲ့ထနာတာမျိုးဒီအကျဉ်းနာပြောင်းလဲတော့မှမဟုတ်ဘူးချစ်ရဲ့လူချင်းဆုံးမင်းစီကငါမြတ်တရားလေးကိုစုလေးတောင်းမအောင်ဆိုသစ္စာရှိပါမယ်ခွဲပြလို့ရရင်ဒီရဲ့အနဲ့ဆိုင်